တောင်ကြီးမြို့အေးသာရစက်မှုဇုံမှာ8 megawatt peak solar power plant ကို10 megawatt hour energy storage system နဲ့အတူ Power Ace ကအောင်မြင်စွာတက်ဆင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ Power Ace အနေနဲ့ကတော့ project တိုင်းကိုစနစ်တကျတက်ဆင်မှုတွေအပြင် professional ဆန်စီမံခန့်ခွဲမှုစနစ်တကျပြုပြင်ထိန်းသိမ်းမှုတွေကိုပါအလေးထားလှုပ်ဆောင်ပေးခဲ့ပါတယ်။ Power Ace အနေနဲ့ကတော့ project တိုင်းကိုအသေးစိတ်အချက်လက်လေးတွေကအစမကြံစေခဲ့ပဲအာရုံစိုက်ပြီးတော့ပြုလုပ်ပေးပါတယ်။ပုံမှန်ပြုပြင်ထိန်းသိမ်းရေးများကိုလည်းအချိန်နဲ့တပြေးညီလှုပ်ဆောင်ပေးနေပါတယ်။ Power Ace ကဖန်တီးထားတဲ့တည်ငြိမ်မှုရှိနဲ့ယုံကြည်စိတ်ချရသောစွမ်းအင်လည်ပတ်မှုတွေကစီးပွားရေးလုပ်ငန်းများကိုမနှောင့်နှေးစေဖို့အတွက်အထောက်အကူဖြစ်စေမှာပါ။ Power Ace ကနောက်အနာဂတ်မှာလည်းစီးပွားရေးလုပ်ငန်းများအတွက်မိခိုအားထားနိုင်သောစွမ်းအင်နဲ့ပတ်သက်တဲ့ဝန်ဆောင်မှုများကိုအဆက်မပြတ်လုပ်ကင်ပေးနေအောင်ပါ